အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အိမ်ချက်တစ်ကောင်ဝယ်ထားတယ်ပေါ့နော်ဒီနေ့အိမ်ချက်ချက်စားဖြစ်ပါတယ်ပြီးတော့ကျွန်တော်ချက်ဦးချက်တဲ့အတွက်ချက်ပေါ့နော်ကျွန်တော်ချက်ဦးကိုအပူဝယ်ထားဖြစ်ပါတယ်ကဲဘယ်လိုချက်စားရမလဲဆိုတော့လာကြည့်ကြပါနော်အရင်ဆုံးကျွန်တော်ဂျင်းနဲ့ပတဲကောကိုအရင်ထောင်းလိုက်မှာဖြစ်ပါတယ်ကဲဒီမျိုးနည်းနည်းထောင်းလိုက်ပါပေါ့နော်ထောင်းပြီးရင်တော့ကျွန်တော်တို့ဒီလောက်ဆိုရရပေါ့နော်ကျွန်တော်ဆပ်ပလင်ထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာဒါအနက်တွေပါတယ်အနက်ဆိုးတွေပါတယ်ပျောက်သွားအောင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ငရောက်ကောင်းထည့်မှာဖြစ်ပါတယ်ဟိုချက်ဦးရှိတယ်ဆိုတော့အနက်ဆိုးတွေပါပျောက်အောင်ပေါ့နော်ကျွန်တော်ထည့်ဖြစ်ပါတယ်ပြီးရင်ချက်တွန်နီထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာနည်းနည်းမှောက်ထည့်ပါမယ်ပြီးရင်ဒီဟင်းချက်တဲ့ငုတ်တီးပေါ့နော်တောင်းစွန်းထည့်ပါမယ်ခင်ဗျာစားထည့်မယ်ပြီးရင်ချုံမောက်ထည့်ပါမယ်ခင်ဗျာပြီးရင်အရတာမှောက်နေငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့မဆလာနှစ်စွန်းထည့်လိုက်မှာဖြစ်ပါတယ်ပြီးရင်ငပိထည့်မှာပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကြေတော့အောင်ထောင်းလိုက်မှာဖြစ်ပါတယ်ဒီလောက်ဆိုရပါပေါ့နော်အဲ့ဆိုကျွန်တော်တို့တွက်ချက်ကြပါပေါ့နော်ကဲ let's go ရင်ဆောင်တဲအိုတဲပြီးတော့ကျွန်တော်တို့စီတက်မှာဖြစ်ပါတယ်ခင်ဗျာစီထဲမယ်ဒါစီဆူလာရင်တော့ကျွန်တော်ခုနထောင်းထားတဲ့ဟာကိုကျွန်တော်ထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီတက်နေတော့အနက်ကတအားမွေးတယ်ပေါ့နော်ကဲဒီလောက်ဆိုရပါပေါ့နော်ဒါဆိုကျွန်တော်ချက်သားထဲမှာဖြစ်ပါတယ်ခုနကချက်ဦးကတော့ကျွန်တော်မထည့်သေးဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အရင်ထည့်လိုက်ရင်တော့သူ့မှာကြေတော့မှာဆိုးလို့ပေါ့နော်ကျွန်တော်တို့ချက်သားကိုအရင်ချက်မှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ချက်သားကိုဒီမျိုးလှော်ပြီးတော့ကျွန်တော်တို့အဖုံးလာတော့ပိတ်လိုက်ပေါ့နော်စီပြန်တဲ့အထိကျွန်တော်ဖုံးပိတ်ပြီးတော့ကျွန်တော်တို့ဒါဆိုရင်တော့စီပြန်ပြီပေါ့နော်ကဲဒီလောက်ဆိုရင်တော့ကျွန်တော်ရေထည့်လို့ရပါပြီခင်ဗျာဒါအိမ်ချက်ဆိုတော့အများကြီးချက်စရာမလိုပေါ့နော်ဒီလောက်ရေထည့်ပြီးတော့ခုနကကျွန်တော်ချက်ဦးကိုကျွန်တော်တို့ဒီတိုင်းထည့်တာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့မှာအယောင်ကောင်းအောင်ပေါ့နော်ဒီမဲစီစီမဲစီထည့်လို့ရပါပေါ့နော်ပဲငိုင်မြရဲနဲ့လို့ပြောရတယ်ပေါ့နော်ချိုလူကကဲဒီလောက်ဆိုရင်တော့အဆင်ပြေပေါ့နော်တွေ့လားဒါဆိုရင်ခုနကကျွန်တော်အနှစ်များများစားခြင်းတွေကြောက်ကျွန်တော်ချက်တွန်နီချက်တွန်ဖြူထပ်ထည့်မှာဖြစ်ပါတယ်ပြီးတော့ငရောက်ကောင်းစိမ်းပေါ့နော်ကျွန်တော်ထပ်ထည့်မှာဖြစ်ပါတယ်ခင်ဗျာကဲဒီမျိုးဆိုရင်ကျွန်တော်တို့လှော်ပြီးတော့ကျွန်တော်တို့အဖောင်းခဏပြန်ပိတ်လိုက်မှာပေါ့နော်အနက်မွေးအောင်ပေါ့နော်ကဲစီတွေပါတယ်ပြန်တဲ့ခါကျရင်ကဲကျွန်တော်တို့ဖောင်းခဏပြန်ပိတ်လိုက်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဖောင်းပြန်ခွေလိုက်ပေါ့နော်ကဲရလားမရလို့ဆိုတော့ကျွန်တော်ကြည့်မှာပေါ့နော်ဒီလောက်ဆိုတော့ရခါနီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခဏလောက်နဲ့လှော်လိုက်ပါတော့တမတော်အောင်ကျွန်တော်တို့လှော်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တမတော်အောင်ကျွန်တော်တို့ခဏလေးလှော်လိုက်မှာပေါ့နော်ကဲကျက်ပြီးဆိုတော့ကျွန်တော်တို့မဆလာနဲ့စွန်းထပ်ထည့်လိုက်မှာဖြစ်ပါတယ်ပြီးရင်ပြန်လှော်လိုက်မှာပေါ့နော်မဆလာတွေအနက်မွေးအောင်ပေါ့နော်ကဲဒီလောက်ဆိုရင်တော့ကျက်ပြီပေါ့နော်ကျွန်တော်တို့မီးပိတ်လို့ရပါခင်ဗျာအနှစ်များလေးပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့အရန်ကိုစားလို့ကောင်းတဲ့အိမ်ကျက်ပေါ့နော်အစီပြန်အနှစ်များလေးပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့မီးပိတ်လို့ရပါပြီခင်ဗျာကဲတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကြိုက်ရင်တော့ like and share လုပ်တော့ပေးဦးမေးပါနဲ့เนาะကျွန်တော်ရဲ့ YouTube channel မှာလည်း subscribe နှိပ်တော့ပေးဦးမေးပါနဲ့เนาะကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုပြန်ဆောင်ကြမယ်အားလုံး see you guys